ကဲကျွန်တော်တို့အခုဘယ်ကိုသွားနေလဲဆိုတာသိကြလို့ရှိရင်ပရိသတ်ကြီးဗီဒီယိုဆုံးတဲ့တစ်ချက်လိုက်ကြည့်ပေး Let's go Let's go Oh my god wow အေယာတိုင်းဒေသကြီးကျက်လက်မြို့နယ်မှာအေယာတိုင်းကျော်အေယာပြည်ကျော်ကျွင်းညောင်ဖွဲရနေပြီးတော့ရွာအလူပွဲလေးကိုတွားရောက်ပြီးတော့ပါရင်ဖြစ်ကပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ရွာနေပြီးတော့လာကြိုပေးတာကတော့မော်တော်နဲ့ပဲဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့ပစ္စည်းတွေကိုတင်မောပေါ်တင်နေရပဲဖြစ်ပါတယ် what ဒါကတော့ကျွန်တော်ပဲဖြစ်ပါတယ်ဟိုကြည့်တဲ့ဒီကြည့်တိုင်းနဲ့ဘာမှမလုပ်ဖဲနဲ့လုံနေတဲ့လူတွေကိုကျွန်တော်တို့တွေဆရာကြီးလုံနေပါတယ်အဲ့အချိန်မှာဘေးရဘာထပြောလဲဆိုလို့ရှိရင်ဒီစိတ်ကမ်းမှာကူလီထမ်းမယ်လေဗျာလက်နှချောင်းထောင်ပြီးတော့အဲ့လိုနဲ့ပဲကျွန်တော်တို့တွေပစ္စည်းတင်လိုက်ချလိုက်လုံနေနေပဲလူလဲစုံပြီးဆိုတော့ let's go She's la mie campi, we did not tell one day go see, to we got so. She did like a go. What fine? Huh? What fine? ကဲကျွန်တော်တို့ရွာဝင်ချောင်းလေးတွေကိုတော့ရောက်ပြီခင်ဗျာရွာဝင်ချောင်းကတော့ရေကျနေတိုင်းပဲရေမရှိတော့ကျွန်တော်တို့ဖွဲ့တွေစက်လီကိုတုံးနဲ့ထိုးပြီးတော့သွားနေပါတယ်ရွာနာမည်ကိုလည်းရှုလိုက်အောင်ရေမနေချောင်းနဲ့ဒါလို့ကျွန်တော်တို့ဆက်ပြီးတော့တင်မွန်းနဲ့သွားလို့မရတော့တဲ့အချိန်မှာကျွန်တော်ကုန်းလန်းနေတက်ပြီးတော့ရှောက်တယ်ကျွန်တော်ရေတံကုန်းလန်းနဲ့ကျွန်တော်တို့စွန့်စားကြိုးစားနဲ့သွားနေပါတယ်ကျွန်တော်တို့ကြိုးစားပန်းစားသွားပြီးရနောက်မှာတော့အခုဆိုလို့ရှိရင်အလှမန်းတဲ့လေးကိုတော့ရောက်ပြီခင်ဗျာချိန်စီစာနေကြီးဆောင်မောင်းကလေးခါမီဒီအချိန်ဆိုလူဆုံးပြီးဒါတဲ့ကိုင်းနဲ့လှုပ်သွားကြတဲ့ကြွာလာများတို့ဒီသိစာကံကမဖိတ်နေတော့ပါဒီအလုံးလာပါဖြိုးခိဖိတ်ပြီးမိကိုတိတ်သွားကြပါဗျို့ကျွန်တော်တို့အလှဝင်ကိုရောက်ချိန်မှာကျွန်တော်ရှာနေတာတော့ထမင်းယုံဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒါဘာက3000ရနော်တော်တော်ငတ်နေတဲ့နဲ့တူတယ်ဗျာကဲဒါလေးကတော့ကျွန်တော်တို့ညဘက်အပွဲထိုင်လေးမကခင်မှာနေခဲ့မဲ့အလှလေလေးလိုက်ပြီးပါအောင်ဆိုလို့ကျွန်တော်တို့ကျွဲဝင်ပြီးတော့ပြင်ဆင်နေရလေးဖြစ်ပါတယ်ကဲပရိသတ်ကြီးလိုက်ကြည့်ပေးပါဦးကဲဒါလေးကတော့ယူရဒလီတိုင်းရှင်အောင်လေးကိုနှက်ပြနေရဖြစ်ပါတယ်နှက်ပြပြီးရနဲ့ရွာလေးကိုပတ်ပြီးတော့ရှင်အောင်လေးထွက်မှာဖြစ်ပါတယ်ကဲ let's go music လူတကာကြီးကတပိတ်တွေကအလူမကြီးကပြိတ္တရာငငယ်ရဲ့လူတုံးဝိစာမောင်ရလောင်းငါမြေပေါ်မှာတို့ဘဝငါမြိုင်ရဗျာဥရှင်ယုံနဲ့ကနေတာခုနောင်ကိုင်းတို့လာညာရှင်လောင်းလဲလွတ်လာပြီခင်ဗျာကဲဒါကတော့ကျွန်တော်တို့ဖွဲ့ရဲ့ပင်နိုင်မင်းသားဖြစ်တဲ့ကလားနဲ့ကရင်ကိုမိတ်ကလိမ့်ပေးနေတာဖြစ်ပါတယ်ပြီးလို့ရှိရင်လည်းဘယ်လိုကားပြဖျော်ပြပေးမလဲဆိုတာကိုတစ်ချက်လောက်စိတ်ဝင်စားရင်လိုက်ကြည့်ပေးပါဦး Oh my god wow ကဲဒါကတော့ကိုကြီးကိုအောင်နိုင်ကိုပင်းဖိတ်ပြီးတော့ကားပြဖျော်ပြပေးရလေးဖြစ်ပါတယ်ကိုအောင်နိုင်လေးဘာကိုလို့လို့ဝဲကိုအောင်နိုင်လေးဘာကိုလို့လို့ဝဲမပြောလဲမပြီးလို့ပြောရအောင်ပါပဲပြောလဲမဖြစ်လို့ပြောရအောင်ပါပဲအရက်ပလင်းလို့လို့ဝဲကိုအောင်နိုင်လေးဘာကိုလို့လို့ဝဲကိုအောင်နိုင်လေးဘာကိုလို့လို့ဝဲမပြောလဲမပြီးလို့ပြောရအောင်ပါပဲပြောလဲမဖြစ်လို့ပြောရအောင်ပါပဲရက်ပလီလို့လို့ဝဲ